အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ okay ချောင်းပဲဖြစ်ပါတယ်ဗျာကျွန်တော်ဒီဗီဒီယိုလေးတော့ကျွန်တော်ချောင်း stand skin ကိုဖောက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒိုင်မွန်1000ကျော်လောက်ကုန်သွားတယ်ဗျာမတန်အောင်လို့ပြောရမှာပေါ့နော်ကျွန်တော်တို့ KW event တော့မှကျွန်တော်နဲ့ဒိုင်မွန်800နဲ့ K တကောင်ရတယ်ဗျာတက်ရတန်တယ်ဗျာ EBIT တွေလည်းရသေးရဲ့ဆိုတော့တန်တယ်ဒီကမတန်ဘူးလို့ပြောလို့ရဒါပေမဲ့ကျွန်တော်ကန်ဆိုးလို့လာတော့မသိပါဘူးကန်ကောင်းတဲ့လူတွေကတော့ဒိုင်မွန်900လောက်နဲ့ရတယ်ဗျာတချို့ဆိုရင်ဒိုင်မွန်300နဲ့ပဲရသွားတယ်ဗျာကန်ရန်ကောင်းတဲ့လူတွေပေါ့နော်ကျွန်တော်တို့ကန်ဆိုးသွားလို့ပေါ့ဗျာအားပေးနေတယောက်နေကိုချစ်တယ်ဗျာကျွန်တော်ကောက်လေးကိုလည်း follow လုပ်ပေးကြအောင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း follow လေးလုပ်ပေးကြအောင် like subscribe လေးနှိပ်ပေးကြအောင်ဗျာကျွန်တော် YouTube မှာ follower မရှိလို့ဗျာတော့ကျွန်တော် YouTube မှာလည်းကျွန်တော် KB ပေးဖို့ရှိတယ်ဗျာ KB ပေးဖို့ရှိရဗျာကျွန်တော် TikTok မှာတော့ KB ပေးနေပေါ့နော်အခုကျွန်တော် YouTube မှာလည်း KB ပေးဖို့စီစဉ်ထားပါတယ်ဗျာအဲကြောင့်မို့ကျွန်တော်ကောက်လေးကို like subscribe လေးနှိပ်ပေးကြအောင်ဗျာအစိုးထိလည်းကြည်သွားပေးအောင်တော့အားပေးနေတယောက်ချင်းချစ်တယ်ဗျာဒါတော့ကျွန်တော်ကူညီတောင်းတာပါဗျာကူညီပေးခဲ့ကြပါလိုချင်တာရသွားရဆိုရင်ကျွန်တော်ပျော်နေပါတယ်ဗျာလိုချင်တာရတော့ပျော်ပါတယ်တန်လားလို့မဟုတ်ရင်တော့မတန်ဘူးဗျာနော်ဒိုင်မွန်1000ကျော်ကြီးဆိုရအားရနဲတာမဟုတ်ဗျာတော့1ဒေါ်ချင်းဆွဲရတာမှားရတာဗျာအမှန်ဆိုကျွန်တော်တန်တော့ဆွဲရမှာတခါတည်းတန်တော့မဆွဲတော့ကျွန်တော်အနေနဲ့တိုင်နေပတ်သွားတယ်ပေါ့နော်ဘရာတို့အနေနဲ့လည်းဘယ်လိုဘလောက်ထိကွန်တီရသွားလဲဆိုတော့ comment မှာရေးခဲ့ကြအောင်ဗျာemote တွေကခဏခဏပြီးတယ် emote ကတော့တော်တော်ပြီးတယ်ဗျာskin တွေပေးတာကြတော့လေ normal လေးတွေနဲ့ elite လေးတွေအဲ့လိုဟာလေးပဲပေးရဆိုတော့တိတ်မတန်ဘူးလို့ပြောရမယ်ဗျာတို့ EBIT တို့ special တို့ပေးလို့ရှိရင်တော့နည်းခံလာလေးရဗျာ special တစ်ကောင်လမ်းလို့ရတယ်ကျွန်တော်ဟုတ်တယ် sun special တစ်ကောင်ဗျာအဲကျွန်တော် phase 1 phase 1တော့ဖောက်ရတဲ့ဟာပေါ့နော်ကျွန်တော် phase 2တော့တစ်ခါတွဲပြီးလောက်ထားပေးရကျွန်တော်စဆုံးကြည့်သွားပြီကြောင်းပူရာမှုနဲ့ကျွန်တော်ဖောက်တာပေါ့နော်ပူရာမှုနဲ့ဒိုင်မွန်900ဖောက်တယ်ဗျ900ကုန်သွားပေါ့နော်1000ကျော်သွားပါပေါ့တော်လေးတော့ကြာတယ်ဗျာလိုချင်တာရတော့ပြောတော့ပြောပါတယ်ဘရာသာတို့ရာဘရာသာတို့မဖောက်နိုင်တဲ့ညီကိုတွေကိုလည်းကျွန်တော်ကေဝေးပေးဖို့စီစဉ်ထားတယ်လို့ကျွန်တော်ပြောခဲ့ပူတယ်ဗျာဒါပေမဲ့ကျွန်တော်မပေးနိုင်လိုက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့လည်းကေဝေးတယောက်မှုတဲ့အတွက်ကြောင့်မပေးနိုင်တာပါဗျာအဲ့တော့လည်းစိတ်မရှိပါနဲ့ကျွန်တော် TikTok မှာတင်ခဲ့တဲ့ဘောတော့ပေးမယ်ဆိုပြီးတော့ဒါပေမဲ့ကျွန်တော်တော့တိုင်မမလောက်ပါဘူးဘရာသာတို့ကပေးဖို့နေတယ်သာဘရာသာတို့ကျွန်တော် slide ကလေးကေဝေးပေးဖို့စီစဉ်ထားပါဘောနော်အဲကြောင့်မို့ကျွန်တော်ကောက်လေးကိုစခွက်လေးနှိပ်သွားပေးကြအောင်ဗျာကျွန်တော်ပေးလာ TikTok ကောက်မှာတော့ကြည့်လို့ရဗျာ okay ချောင်းလို့ရိုက်ရှာလိုက်ရင် TikTok ကောက်မှာလည်း okay ချောင်းဗျာ398 okay ချောင်း398ဆိုကျွန်တော်ကောက်ကိုတွေ့ရဗျာဒါတွေနဲ့တော့ကြည့်လို့ရပါတယ်ကျွန်တော် slide ကလေးကေဝေးပေးထားရင်မှတင်ထားရဗျာတချို့ကဂျင်းလို့ထင်ကြပါတော့ကျွန်တော်ဂျင်းဘလောက်မှမထည့်ပါဘူးဗျာကျွန်တော်ပေးနိုင်ပေးတယ်ပေါ့နော်အဲ့ကျွန်တော်ချောင်းစတန်းအောင်ကေဝေးပေးမယ်ဆိုတော့လည်းကျွန်တော်အာမမခံဘူးလို့ပြောခဲ့တယ်ဗျာဒါကတော့အာမလုံးဝခံပါတယ်စားရကေဝေးပေးဖို့ရှိရဗျာအဲ့ပါလဲဆိုတော့ကျွန်တော် follower ဗျာ YouTube မှာ follower 3000ပြည့်ရင်ဘရာတို့ slide က3ကလက်ဆောင်ပေးမယ်အပြင်ဗျာမဲဖောက်ပေးမယ်အပြင်ကျွန်တော်ဒိုင်မွန်နဲ့လည်းထည့်ပေးဖို့ရှိရဗျာဒိုင်မွန်တော့9ဦးပဲထည့်ပေးမှာဗျာစားက3ကနဲ့ဒိုင်မွန်9ဦးထည့်ပေးမယ် follower 3000ပြည့်ရနဲ့အားပေးနေတယ်ဖြစ်စေတော့ဖီတုံငင်ဖေး2ရောက်သွားတယ်မရောက်သေးဘူးဖီတုံငင်ဖေး2ကိုမရောက်သေးဘူးဗျာတို့ကျွန်တော်ဒိုင်မွန်900နဲ့တခါလေးသုံးလိုက်တယ်ဗျာတို့ဗျာဖီတုံငင်ဖေး2မှာတော့ကျွန်တော်ဒိုင်မွန်900နဲ့တခါလေးသုံးတာအဲ့ဒါမှတန်တာဗျာတို့နောက်မှဆိုမတန်ဘူးဗျာဖီတုံငင်ဖေး2ရောက်ကျွန်တော်ဒိုင်မွန်900နဲ့တခါလေးသုံးတာအဲ့ဒါပြီးရောလက်ရှိဝိုင်းမှာကျွန်တော်ဖီတုံးရင်ဖေးဝမ်းမှာ200ကျော်လေးပဲရတာဗျာအဲ့ဒါကြည့်လိုက်296ပဲရတာကျွန်တော်ကျန်တဲ့ဟာမရိုက်ထားမိတယ်လို့ပေါ့နော်အဲ့တော့လည်းအများကြီးတောင်းပန်တယ်ဗျာကျွန်တော်အတိအကျကြီးမရိုက်ထားလိုက်ရအောင်
စတန်အနေနဲ့ lucky box နဲ့တဒန်းနဲ့ထားတော့မတန်ဘူးဗျာဗျာဘာဖြစ်လို့ဆိုတော့စတန်က collection point 400ပဲရတယ်ဗျာအေး lucky box တွေက collection point 2000လောက်ရဆိုတော့တော်တော်ကြီးကိုကွာဟာတယ်ဗောနော်တော်တန်းတော့တစ်ခါဆွဲလိုက်တာnormally ပေါက်သွားပြီ Call me a hero because I saved my nation from falling apart. အဆင်ပြေပါတယ်ဗျာကျွန်တော်ချောင်းစကင်လေးရချင်လို့ဆိုကျွန်တော်ဖောက်တာပေါ့နော်နောက်ဆိုရင်တော့ကျွန်တော်မဖောက်ပါဘူးဒါမှမဟုတ်လောက်ကြီးကုန်နေ event မှာဖီဒီကက်နဲ့တခါတည်းဖောက်လိုက်တာပေါ့နော်ဖီဒီကက်73ကကုန်လို့ကျွန်တော်ဒါမှမဟုတ်900ဒီမထည့်လိုက်တော့ဘူးဗျာကျွန်တော်300ကျော်လေးပဲထည့်လိုက်တော့အဲ့တော့ပဲရတာဗျာကျွန်တော်မတော့ဟောတော့ကျွန်တော်900ထည့်တယ်ပေါ့နော် My pleasure. 900သုံးတယ်900ကျော်3တော့600လောက်သုံးလိုက်တာကျွန်တော်ဖီဝင်ဖေ1တော့Spotify မှာကျွန်တော်ကြီးကန်လေးတွေဖြစ်သွားတယ်ဗျာကျွန်တော်ပြေးပြီးထင်ပြီးတော့ကြည့်ရပါတော့နော်မျက်စိမှာဟောတာဗျာဗလာသားတို့နောက်တစ်ခါဆိုလိုက်မှာကွက်တီးဖြစ်သွားတာဗလာသားတို့ကြည့်လိုက်မပေါက်ရင်ကျွန်တော်အနေနဲ့ diamond ထက်စိုက်ပြီးလောက်ရမှာပဲဖြစ်ပေါ်မှာပေါ့ချောင်းစတန်တခါလေးယူလိုက်ပြီပေါ့နော် I rap, therefore I am. ကဲဗီဒီယိုရတော့ပဲဒါပေမဲ့ကျွန်တော်ရှိသေးရဲ့ဗျကျွန်တော်မဲလဲလိုက်တာဒါတော့ဝယ်ကြည့်လိုက်တော့ဗျာမဲလဲလိုက်တာကျွန်တော်ဘာပေါက်သွားလဲဆိုကျွန်တော်မှားနိုင်တာပေါ့ဆင်းမြင့်ပြီးနေမိနေကျွန်တော်အမှန်တော့ဒီဘက်ကနေရမှာပေါ့ကျွန်တော်လာခေါ်နေကျွန်တော်လည်းပုံစံနာမည်ရတဲ့စင်နဲ့ okay ချောင်းနေပဲဗျာတော့ရမှာကြည့်လိုက်တော့ဗျာ Awake, enlighten. event တကောင်ရတယ်ဆိုတော့မစိုးတော့မစိုးဒါပေမဲ့မတန်ဘူး event တကောင်ပြန်ရတယ်တန်လားလို့မင်းမတန်ဘူး